လူဝတ္တိကာရနဲ့ပတ်သက်ပြီးတော့လျှို့ဝှက်ချက်လေးတွေကိုပြပြပေးမှာပဲဖြစ်ပါတယ်။ကျွန်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတော်တော်များများဒီလူဝတ္တိကာရနဲ့မစိမ့်ကြဘူးပေါ့နော်။ဒါတချို့တွေဖျားဝတ်ပြုတဲ့အခါမှာပဲဖြစ်စေအဋ္ဌံဝင်တဲ့အခါမှာပဲဖြစ်စေဒီလူဝတ္တိကာရနဲ့ပတ်သက်ပြီးတော့ဒါဆွမ်းဆွမ်းတမန်လုပ်တဲ့သူတွေလည်းရှိကြတယ်။အခုနောက်ပိုင်းဆိုလို့ရှိရင်ဒီဝတ္တိနဲ့ကာရနဲ့ပတ်သက်ပြီးတော့ဒါအဆင့်လေးတွေပေါ့နော်တစ်ဆင့်နှစ်ဆင့်သုံးဆင့်လေးဆင့်အဆင့်9ဆင့်အထိအဆင့်ဆင့်နဲ့အဋ္ဌံဝင်တဲ့သူတွေတွေ့ရတဲ့အတွက်ကြောင့်မို့လဲဝမ်းလဲဝါတာတဲ့စိတ်ထဲမှာလည်းချီးနှွမ်းမှုလည်းဖြစ်ရတယ်ပေါ့ဒါပေမဲ့တခုရှိတာကဘာတွေလွဲနေလဲဆိုတော့မိုးဆရာတော်ဘုရားကြီးရဲ့စကားနဲ့ပြောမယ်ဆိုလို့ရှိရင်တို့လူတွေကတောက်စင်းနဲ့လိန်စင်းနဲ့ကိုလွဲနေတယ်ဆိုတဲ့အတိုင်းပဲအဲ့တော့ဒီဝတ္တိကာရာကိုရွတ်တာရွတ်နေကြတယ်ဒီကာရာရဲ့အနှစ်သာရဒီကာရာရဲ့အကျိုးပေးပုံဒီကာရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆောင်ရွက်လို့ရမလဲဆိုတဲ့အချက်လေးတွေကိုလူသိတော်တော်လေးနဲကြတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီလူတွေတော်တော်များများကဒီဝတ္တိကာရာရွတ်လို့ရှိရင်လက်ရွှင်တယ်ဒီဝတ္တိကာရာကိုရွတ်လိုက်လို့ရှိရင်အကျွေးကြည်တယ်ငွေတွေဝင်တယ်ချမ်းသာတယ်ကြီးပွားတယ်ဆိုတဲ့အချက်လောက်ပဲသိတယ်အဲ့တော့ဒီဝတ္တိကာရာကိုမြန်မာပြန်လိုက်တဲ့အခါမှာငွေဝင်ပါစီတို့ချမ်းသာပါစီတို့စီးပွားတတ်ပါစီဆိုတဲ့အတိတ်ပဲတစ်လုံးမှမပါဘူးအဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားရဲ့ဒီဂုံပုတ်ကိုပေါ့နော်ဒါနေဆိုလို့ရှိရင်နေ့အခါမှာထုံးလင်းတောက်ပါတယ်လာမင်းဆိုရင်ညအခါမှာထုံးလင်းတောက်ပါတယ်ရှင်ဘီရင်ဆိုလို့ရှိရင်လည်းမင်းမြောက်တစား၅ပါးဝစ်စင်ထားတဲ့အခါမှာဒါဘယင်နဲ့တူတယ်ပေါ့ဗျာအဲ့တော့ယဟန္တာဆိုလို့ရှိရင်လည်းတမာဘက်ဝင်စားတဲ့အခါမှာကြီးညိုဝယ်ရာရှိတယ်ဆိုတဲ့ပုံစံမျိုးမြတ်စွာဘုရားမြည်သည်နေရောညပါချိန်ကမလက်ဒါကြီးညိုစရာကောင်းနေထုံးလင်းတောက်ပါတယ်ဆိုရင်မြတ်စွာဘုရားရဲ့ဘုံတကူအရှိန်ကိုရည်ညွှန်းပြီးတော့ဒါရှ िख ိုးပူဇော်တဲ့ဂါထာတစ်ပုဒ်ဖြစ်တယ်။ဒါပေမဲ့လူတွေတော်တော်များများတော့ဒီဟာကိုရွတ်လိုက်လို့ရှိရင်လက်လာကရှင်လန်းနေဆိုတဲ့စိတ်အစွဲကများသည့်အတွက်ကြောင့်မို့လို့ဒီလူရဲ့စိတ်ဆွဲတဲ့ဖက်ကိုမှအကျိုးပေးတန်သွားတဲ့အနေအထားမျိုးလေးဖြစ်သွားတာပေါ့နော်။အဲ့တော့ပြောမယ်ဆိုရင်ဒီဝတ္တိကာထာတော်ကိုရွတ်ဖက်ပူဇော်ခြင်းအပြင်သူကဝေဝင်တာတစ်ခုတည်းမဟုတ်ဘဲနဲ့အထူးသဖြင့်ကတော့စိတ်ရောကိုယ်ရောအင်မတန်ကြည်လင်ချမ်းသာတဲ့ဘုံတကူဩဇာအာဏာထက်မြက်တဲ့ကိုယ့်ရဲ့ကံစားတာတွေတဖြည်းဖြည်းနဲ့မြင်မာပြီးတော့ကိုယ့်ရဲ့ဒီဘုံရှင်ကရှင်တွေတက်လာပြီးလူများပုံမှာဩဇာလွှမ်းမိုးနိုင်တဲ့အနေအထားမျိုးလေးတွေဖြစ်တတ်တယ်ဆိုတဲ့သဘောတဘာဝလေးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဂါထာတွေရဲ့သဘောတရားဂါထာတွေပဲဖြစ်ဖြစ်မန္တန်တွေပဲဖြစ်ဖြစ်သူ့မှာအကျိုးပေးတဲ့အစဉ်စဉ်လေးတွေရှိတယ်ပေါ့ပထမအဆင့်အနေနဲ့ဒီဂါထာဒီဝတ္တိကာထာမှမဟုတ်ဘူးဘယ်ဂါထာပဲရွတ်ဘယ်မန္တန်ပဲရွတ်ဘယ်ပိဋိပဲရွတ်ပေါ့နော်ထားပါတော့အဓိကတော့ဒီဂါထာကိုပဲဥတည်ပြောမယ်ပေါ့အဲ့တော့ဒီဝတ္တိဂါထာမဟုတ်ဘဲနဲ့တခြားသောဘယ်ဂါထာတွေပဲရွတ်အရင်ဆုံးသူဒီစေရောကိုရောအေချမ်းချီလည်မှုပေးတယ်ဒုတိယအဆင့်အနေနဲ့ချမ်းသာခြင်းကိုပေးတယ်တတိယအဆင့်အနေနဲ့ကကြတော့ဒါကိုယ့်ရဲ့ဒီစိတ်ဆွဲတဲ့အရာကိုလိုက်ပြီးတော့အကျိုးပေးတာမျိုးတွေရှိတယ်ဥပမာကိုကတော့ဒါကိုရွတ်တယ်ဝေးကြီးအတွက်မဟုတ်ဘဲနဲ့ဒါဘုံတကူကံတကူတက်ဖို့အတွက်စိတ်မှာဆွဲနေတယ်ဆိုရင်အဲ့ဒီစိတ်ဆွဲလိုက်ဂါထာရဲ့အကျိုးပေးမှုအားတန်သွားသလိုကိုကနည်းနည်းကြီးကျင်နေပေါ်ပူလာဖြစ်ရှင်နေဆိုလို့ရှိရင်လေအဲ့ဒီကိုယ့်ရဲ့စိတ်မှာဆွဲနေတဲ့အရာတိုင်းကိုအဲ့ဒီဂါထာလေးကအကျိုးပေးတတ်ပါတယ်အဲ့တော့ဟုတ်ပြီဒီဂါထာကိုရွတ်တဲ့အခါမှာပေါ့တချို့တွေကကြတော့ဒီဝတ္တိဂါထာနဲ့ကိုယ့်ရဲ့အဝင်တယ်ပေါ့နော်တက်လို့စားမယ်ပတိကိုတရက်ကိုဒီဝတ္တိဂါထာနဲ့ဒါကိုးကောက်ရွတ်မယ်ကိုယ့်ရဲ့ဒါဆိုရင်ပထမအဆင့်ဒုတိယအဆင့်ဆိုလို့ရှိရင်18ရက်တတိယအဆင့်ဆို28ရက်ပေါ့နော်အဲ့လိုကိုတိုးပြီးတော့6ဆင့်အနေနဲ့လုပ်တယ်အဲ့တော့လုပ်တာတော့ကောင်းတယ်ဒါပေမဲ့တကယ်တမ်းပေါ့နော်ဒီဂါတိုင်းနဲ့ပတ်သက်ပြီးတော့အကျိုးပေးမှုအားတန်ခြင်းတယ်နော်တော်တော်လေးကိုအချိန်တိုတွင်းမှာထိထိရောက်ရောက်လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ခုမျှဝေပေးမယ်နီလန်းလေးကိုလုပ်ကြည့်လိုက်ပါအချိန်တိုကာလအပိုင်းခြားမှာတင်ကိုထူးထူးခြားခြားလေးတွေဖြစ်သွားပါလိမ့်မယ်အဲ့တော့ကိုကဖျားเจ้าတော်ရှိကိုသွားပြီးတော့အ ਨੇ ဆုံးရေတော်တစ်ခွက်တော့လှူပေးရမယ်ပေါ့နော်ဒါဒီဝတ္တိကာထာကိုဘယ်ချိန်မှရွတ်ဘယ်နေရာမှာရွတ်လို့ရတယ်ဒါပေမဲ့အချိန်ပေးပြီးတော့အထူးအဋ္ဌံနေနဲ့လုပ်မယ်ဆိုလို့ရှိရင်ဒါရေတော်တက်လို့ရတယ်ဖြစ်နိုင်တယ်ဆိုလို့ရှိရင်တော့ပန်းတို့ရေချမ်းတို့စီမီတို့အလင်းတိုင်းအမွှေးတိုင်းအဲ့ဒါလေးတွေကတ်လို့ပူစော်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ရတနာမြတ်သုံးပါဖျားတပြီတော်သည်ယခုချိန်မှာစတင်၍ရတနာမြတ်သုံးပါအနေလုံးနန္ဒ၅ပါးခင်မိုးဆေဘာကိုင်းဝင်ကျေးဇူးရှင်တွေတကွာဤဒီဝတ္တိကာထာတော်ကြီးကိုသင်ကြားပြသပေးခဲ့တော့တင်စရာမြင်စရာကြားစရာအပေါင်းတို့နဲ့ဒီဒီဝတ္တိကာထာတော်ကြီးဖြင့်အောင်မြင်ပေါင်းမြောက်ပြီးတော့ပုဂ္ဂိုလ်များနဲ့တကွာဤဒီဝတ္တိကာထာတော်ကြီးဟာစောင့်ရှောက်နေကြကုန်တော့မြင်အပ်မမြင်ရစောင့်ရှောက်ပုဂ္ဂိုလ်များအထူးကျေးဇူးဆက်တော်အားဖြင့်ယခုချိန်မှာစတင်ရင်ပေါ့နော်ဒီကာထာကိုဥပမာဘယ်နှခေါက်ရုပ်ဘက်ပူဇော်ပါမျိုးတစ္ဆာအဋ္ဌံပြုပါသည်ဆိုပြီးတော့ပြောပြရမယ်အဲ့တော့ကိုနိုင်နဲ့ဝင်လုံးထမ်းလို့ရတယ်9ခေါက်ဆိုလဲ9ခေါက်28ခေါက်ဆိုလဲ28ခေါက်တရားရှိလုံးပါတယ်ပတိတစ်ဘက်ဆိုလဲတစ်ဘက်နှစ်ဘက်ဆိုလဲနှစ်ဘက်9ဘက်ဆိုလဲ9ဘက်ပေါ့နော်မိမိနိုင်ရကိုအဋ္ဌံတင်လို့ရတယ်ဟုတ်ပါလဲဆိုတော့တစ္ဆာအဋ္ဌံပြုခိုင်းနေဆိုတာမှန်တာပြောတာဒီတစ္ဆာဖြစ်တယ်အဲ့တော့ဒါဖျားလောင်းပါရမီနုနယ်တဲ့ဘွားဦးတော်မင်းဘွားတဘွားဆိုလို့ရှိရင်တစ္ဆာကို
အခြေပြုပြီးတော့အောင်မြင်ခြင်းရရှိခဲ့တဲ့တာရကတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကိုကအဓိဋ္ဌာန်တင်ထားတဲ့အတိုင်း9ခေါက်ဆို9ခေါက်ပြအောင်ရွတ်28ခေါက်ဆို28ခေါက်ပြအောင်ရွတ်ပြီးသွားပြီဆိုတာ ਨੇ ဆုတောင်းရမယ်ပေါ့ဥမာဘုရားတပည့်တော်ဒီလိုပေါ့နော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပေါ့ယေရှုဆက်တော်အားဖြင့်ဒါဒီပါတပည့်ကာတော်ကြီးနဲ့ဗဒဘဏ္ဍခေါသစ္စာအတိတ်တိုင်ဖြူ၍ပူဇော်ရွတ်ဖက်ပူဇော်ခဲ့ပြီးဖြစ်ပါသည်ဤစကားမှန်ကန်ပါသည်ဤမှန်ကန်သောသစ္စာစကားကြောင့်ဤမှန်ကန်သောသစ္စာစကားဤဘရုအာနုဘောကြောင့်ဆိုပြီးတော့မိမိလိုချင်တဲ့ဆုကိုတောင်းပြရမှာဖြစ်ပါတယ်ဥမာဘုရားတပည့်တော်ဒီတစ်ပတ်အတွင်းပေါ့ဒီ10ရက်အတွင်းငွေကြီးနဲ့ပတ်သက်ပြီးတော့တောကတွေပြရပါလို့ဤလုပ်ရပါလို့ဤစီးပွားတက်ရပါလို့ဤစသည်အပြင်မိမိအစဉ်ပြေတဲ့ဟာကိုဆုတောင်းပေးလို့ရပါတယ်ကဲဟုတ်ပြီနောက်ထပ်လျှို့ဝှက်ချက်တစ်ခုကဘာလဲဆိုတော့ကိုကငွေကြီးနဲ့ပတ်သက်ပြီးအစဉ်ပြေခြင်းလို့လက်လာပါရှင်ခြင်းလို့ဒီကားတာကိုရွတ်တယ်ဆိုလို့ရှိရင်ကိုတိုင်ကလည်းဒါနမှာလုံးဝအားနေလို့မရအောင်ဆိုလိုတာကဗျာလက်မှာတောင်းရနေတဲ့သူကလက်အကောင်းကြီးပဲဖြစ်ဖြစ်ခြေကောင်းကြီးပဲဖြစ်ဖြစ်ကိုယ့်စီကိုလာပြီးတောင်းနေဆိုလို့ရှိရင်50တရားလောက်ပြီးလိုက်တာတော့ပြဿနာမရှိဘူးလေအဲ့တော့လာလိုက်တာကမလူပဲနဲ့မျက်နှာမလွဲရဘူး50ဖြစ်ဖြစ်100ဖြစ်ဖြစ်200ဖြစ်ဖြစ်မိမိအစဉ်ပြေတဲ့အမောင့်ကိုလူပေးရပါတယ်အဲ့တော့နောက်တစ်ခုကကြတော့ဘာလို့ဆိုတော့မြတ်စွာဘုရားရဲ့ဒီဂုဏ်အနေနဲ့ထုံမိုးထားတဲ့ဂါရတော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဟာနဲ့ပတ်သက်ပြီးလက်လာပါရှင်လန်းတဲ့အခါကြလို့ရှိရင်လေမိမိရဲ့ကိုယ်ကျိုးထက်အရင်ဆုံးပေါ့နော်ဒါအလူတန်းပြုလုပ်တာမျိုးတွေကိုယ့်ရဲ့အိမ်ဖျားအတွက်အလင်းတိုင်းတို့အမွေးတိုင်းတို့အလူတန်းလေးတွေကိုပြုလုပ်ပြီးမှဒါလေမိမိအတွက်အသုံးချတာကပို့ပြီးတော့အဆင်ပြေပါတယ်တချို့တွေကြတော့လက်လာပါတော့လိုချင်တယ်ဝေတော့ဝင်ချင်တယ်ကစီတော့နေတယ်အလူတန်းမလုပ်ဘူးဆိုလို့ရှိရင်ဒီဂါရရဲ့အကျိုးပေးမှုကအားနည်းတတ်တယ်အကျိုးပေးနှောင့်နှေးတတ်တဲ့အခြေအနေမျိုးလေးတွေရှိပါတယ်နော်အဲ့တော့ကျွန်တော်ပြောသလိုပဲသစ္စာထိတ်တန်ပြုပြီးတော့ရွတ်ကြည့်ပါဒီကားတော့နေရောညာရောအချိန်ကမလဲရွတ်နိုင်တယ်အထူးအထိတ်ထန်အနေနဲ့ရွတ်မယ်ဆိုလို့ရှင်တော့အပေါ်မှာပြောပြခဲ့တဲ့စီကံချက်တွေအတိုင်းလုပ်မယ်ဆိုလို့ရှိရင်ရပ်ပိုင်းအတွင်းမှာတိတိတသားထူးခြားမှုတွေကြုံရမှာပဲဖြစ်ပါတယ်